အကယ်၍ဒီနေ့ညမှာကဘာပေါ်ကလူတွေအားလုံးချက်ချင်းပြောက်ွယ်သွားခဲ့ဘာတွေဆက်ဖြစ်လာမလဲအချိန်နဲ့ငယ်အတွင်းမှာကဘာလျက်စစ်တပ်အားပေးစနစ်တွေအလိုအလျောက်ရက်တန့်သွားပြီးကဘာကြီးကအမောင်အတိကျသွားပါလိမ့်မယ်ရတရပတ်အနေငယ်အတွင်းမှာနျူကလ িয়ার တပ်အားပေးစက်ရုံတွေပေါက်ကွဲပြီးကဘာပြက်ကက်ဆက်ဆက်အမောင်တို့ကလွှမ်းမိုးသွားလိမ့်မယ်နှစ်ပေါင်းရာနဲ့ချီကြာသွားတဲ့အခါမှာတော့လူတွေတိဆောက်ခဲ့တဲ့ကွန်ကရစ်မြို့ကြီးတွေကတစ်တော်တွေအောက်မှာပြာပုံအဖြစ်နစ်မြုပ်သွားပါလိမ့်မယ်ဒါပေမဲ့လူတွေမရှိတော့ရုံနဲ့တက်ရှိတွေရဲ့ရှင်သန်မှုကတော့ရက်တက်မသွားပါဘူးကဘာမြေကြီးကသူ့ရဲ့ကြရာစနစ်ကိုပြန်လဲကုစားပေးတဲ့နောက်လူတွေရဲ့နေရာကိုအစားထိုးပြီးကဘာကြီးကိုကြီးစိုးမဲ့အရှင်သခင်အစ်စ်တွေပေါ်ပေါက်လာမှာပဲဖြစ်ပါတယ်အဲ့ဒီတရားတွေကလူတွေထင်နေကြတဲ့မြောက်ဝင်တွေမဟုတ်ကြပါဘူးစင်ကဲပြောင်းလဲမှုဇီဝဗေဒပညာရှင်တွေရဲ့ထင်မှတ်မထားတဲ့တွက်ချက်မှုတွေအရာလူတွေမရှိတော့တဲ့နောက်မှာကဘာကြီးကိုတိမ့်ပိုက်ဖို့အလားအလာအရှိဆုံးပထမဆုံးတရားကပင်လယ်ရေအောက်ကရေပဝဲတွေပဲဖြစ်ပါတယ်လူတွေရဲ့ရေထုကိုညဉ့်ညမ်းစေတဲ့စက်ရုံတွေအစိတ်အတောက်တွေမရှိတော့တဲ့နောက်သမုတ်တရားကသူတို့အတွက်အပိုင်နေမြေဖြစ်လာပါလိမ့်မယ်ရေပဝဲတွေမှာလူတွေလိုပဲပြဿနာတွေကိုအဖြေရှာနိုင်တဲ့ထူးခြားတဲ့အုံနောက်ဉာဏ်ရည်ကရိယာတွေကိုအသုံးပြုနိုင်စွမ်းတဲ့ဆက်သွယ်ရေးစနစ်တွေရှိနေပါပြီသူတို့ဟာအယိုးမရှိတဲ့တရားတွေဖြစ်လို့နောက်နှစ်တန်းပေါင်းများစွာကြာတဲ့အခါမှာတော့ကုန်းပေါ်ကိုပါတက်လန်းလာပြီးလူတွေလိုပဲမြို့ပြတဲ့နည်းပညာအသစ်တွေကိုရေအောက်ကနေစတင်တိဆောက်လာနိုင်တဲ့စင့်ကဲပြောင်းလဲမှုဖြစ်လာနိုင်ခြင်းအမြင့်ဆုံးတရားဖြစ်ပါတယ်ဒါပေမဲ့ကုန်းမြေပေါ်မှာတော့အရေးအတွက်အားဖြင့်ရောစုဖွဲ့မှုအားဖြင့်မှာကဘာကြီးကိုရက်ပိုင်းအတွင်းဝါမြို့သွားနိုင်တဲ့တရားကတော့ပရွက်စိတ်တွေပဲဖြစ်ပါတယ်လက်ရှိအချိန်မှာကဘာပေါ်ကပရွက်စိတ်အားလုံးရဲ့အလေးချိန်ဟာဆိုရင်လူတွေအားလုံးရဲ့အလေးချိန်ထက်ကိုပုံမလေးနေပါတယ်သူတို့ဟာအခုကတည်းကစနေတကျစိုက်ပျိုးရေးလုပ်တတ်ကြသလိုတခြားအင်းဆက်တွေကိုပါမွေးမြူရေးလုပ်ပြီးအစရှာတတ်တဲ့အစစ်မြင့်စုဖွဲ့မှုစနစ်ရှိနေတာပါလူတွေရဲ့ကန့်သက်ချုပ်ချယ်မှုတွေမရှိတော့တဲ့အခါမှာသူတို့ရဲ့စစ်တပ်ကြီးတွေကတကဘာလုံးကကုန်းမြေတွေကိုအပိုင်းပိုင်းခွဲပြီးတော့အုပ်ချုပ်ပါလိမ့်မယ်လူတွေရဲ့မြို့ပြက်ကြီးတွေဟာပရွက်စိတ်တွေရဲ့အရာမမြေအောင်အင်ပါယာကြီးတွေအဖြစ်ပြောင်းလဲသွားဖို့ပဲရှိပါတယ်ဒါပေမဲ့သိပ္ပံပညာရှင်တွေသဘောတူထားတဲ့အခါတီးဆုံးအမှန်တရားတစ်ခုရှိနေပါသေးတယ်အဲ့ဒါကတော့ကဘာကြီးကိုတကယ်တမ်းအဆအဆုံးအပိုင်းကြီးဆိုထားတာကလူတွေမဟုတ်တယ်လို့တခြားတရိတ်ဆန်ကြီးတွေလည်းမဟုတ်ပါဘူးသူတို့ကမျက်စိနဲ့မမြင်နိုင်တဲ့ဘက်တီးရီးယားတွေနဲ့အင်းဆက်တွေပဲဖြစ်ပါတယ်လူတွေကဘာပေါ်မှာမပေါ်ခင်ကလေးကသူတို့ကရှိခဲ့တယ်လို့လူတွေပျောက်ကွယ်သွားခဲ့ရင်လည်းသူတို့ကပဲကဘာမြေရဲ့စကြဝဠာကိုဆက်လက်ထိန်းချုပ်ထားမှာပါအဆုံးသတ်မှာတော့ကဘာကြီးဟာလူတွေထင်ထားတယ်လို့မြောက်ဝင်တွေရဲ့လက်ထဲကိုရောက်မသွားပဲတဘာဝတရားကရွေးချယ်လိုက်တဲ့ကျင့်မှတ်မထားတဲ့တရားအစ်စ်တွေရဲ့အုပ်စိုးမှုအောက်မှာပုံစံအစ်စ်နဲ့လဲပတ်နေအောင်မှာပဲဖြစ်ပါတယ်လူတွေမရှိတော့တဲ့ကဘာမြေမှာညံကြီးရှင်ရေပဝဲတွေနဲ့စနေကြတဲ့ပရွက်စိတ်အင်ပါယာတွေပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့သိပ္ပံပညာရှင်တွေရဲ့အယူအဆကတော့တကယ့်ကိုစိတ်ဝင်စားစရာပါသင်ရောလူတွေမရှိတော့ရင်ကဘာကြီးကိုဘေးတော်ဝါကဆက်ပြီးကြီးစိုးမယ်လို့ထင်လဲမြောက်ဝင်နေပဲလားဒါမှမဟုတ်အခြားတော်ဝါလားကောမန့်မှာဝင်ရောက်ဆွေးနွေးခဲ့ပါအောင်နော်ဒီလိုမျိုးထူးဆန်းတဲ့သိပ္ပံနဲ့ documentary ဇာတ်လမ်းလေးတွေကိုဆက်ပြီးနားထောင်ချင်နေဆိုရင်တော့ကျမတို့ရဲ့ Entertainment Channel ကိုလည်း Subscribe လုပ်ထားဖို့လုံးဝမမေ့ပါနဲ့နော်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်ရှင်